account region မှာ bro မြင်တဲ့အတိုင်းပဲဂျပန်ပဲပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account ကတော့ဂျပန်ဖြစ်သွားပြီဆိုတော့ပတ်စံရှာလို့ရတဲ့ account ဖြစ်သွားပြီ digital application ကိုကျွန်တော်တို့တနေ့ကုန်တညလုံးထိုင်ကြည့်ပြီးတော့အချိန်ဖြုံးနေတဲ့လူလည်းရှိတယ်လို့ဒီ digital application ကိုပဲတုံးပြီးတော့ကျွန်တော်ငွေရှာနေတဲ့လူတွေလည်းရှိရပါတော့ဆိုတော့ဒီလိုမျိုးငွေရှာဖို့အတွက်မြန်မာလူကြီးဒီ TikTok account ကိုဖွင့်လိုက်မယ်ဆိုရင်တော့မြန်မာလူကြီးပဲကျွန်တော်တို့မြန်မာ region ပဲဖြစ်ပြီးတော့ငွေရှာလို့မရဘူးเนาะဆိုတော့ဘယ် region ဖွင့်ရမလဲဆိုတော့ထားရောက်မြန်မာပဲပြောမလားကျွန်တော်တို့ဒီမြန်မာနိုင်ငံကလူပဲပြောမလားကျွန်တော်တို့ဂျပန် account ဖွင့်ပြီးတော့ငွေရှာနေကြတဲ့လူတွေအများကြီးရှိပါတော့ဘာကြောင့်ဒီလိုဂျပန် account ဖွင့်ရလဲဆိုတော့ဂျပန် account ဖွင့်ပြီးတော့ကျွန်တော်တို့ဒီ Thai ban အနေနဲ့ချိတ်ပြီးတော့ကျွန်တော်ငွေထုတ်လို့ရတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒီလိုမျိုးဂျပန် account ဒီလောက်ထိ popular ဖြစ်နေတဲ့အချိန်မှာဟိုကမဖွင့်တတ်ဘူးဆိုရင်တော့တော်တော်လေးကိုနောက်ကျပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုမှာအဲ့ဒီ account ဖွင့်တဲ့နေကိုပြောပြပေးသွားမှာပါ channel လေးကိုလည်း subscribe ပေးခဲ့ဖို့လုံးဝမမေ့ပါနဲ့မြန်မြန်လေးပဲစလိုက် Okay ဒါဆိုရင်ကျွန်တော်စပြီးတော့ဂျပန် account စဖွင့်မယ်ပေါ့နော်ဆိုတော့အထက်ဆုံးအနေနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ browser တစ်ခုကိုကျွန်တော် download ဆွဲမယ်ပေါ့နော်ဒီနေရာမှာကျွန်တော် Chrome ကိုမသုံးဘူးပေါ့နော် browser တော့ကျွန်တော်ဒီမှာ search bar မှာပေါ့နော် Opera browser ဆိုပြီးတော့ရိုက်ချလိုက်မယ်ပေါ့နော် OBE ရယ် Opera browser ဆိုပြီးရိုက်ချလိုက်မယ်ဆိုတော့ဒီ application ပေါ့နော်ဒီ application ကိုကျွန်တော်တို့ဒီ browser လေးကိုကျွန်တော် download ဆွဲလိုက်မယ်ပေါ့နော်ကြည့်ဒါဆိုရင်ကျွန်တော် account ဖွင့်ဖို့အတွက် browser လေး down ပြီးဆိုရင်တော့ကျွန်တော်အရင်ဆုံးနေတဲ့ VPN တစ်ခုခံလိုက်မယ်ပေါ့နော်ဂျပန် server လေးကိုကျွန်တော်ခံလိုက်မယ်ဒီနေရာမှာကျွန်တော်ကတော့ Express VPN လေးပဲသုံးလိုက်တယ်ပေါ့နော်browser အဆင်ပြေတဲ့ VPN ကိုကျွန်တော်တို့သုံးမယ်အဆင်ပြေတဲ့ VPN ဆိုတာလေဂျပန် server ကိုပဲချိန်ရမယ်ပေါ့နော် Okay ဂျပန် server ကိုလည်းကျွန်တော်ချိန်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီခုနကကျွန်တော် download ထားတဲ့ Opera browser ထဲကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ဒီနေရာရောက်လာပြီဆိုရင်တော့ search bar လေးမှာပေါ့နော် TikTok sign app ဆိုတော့ရိုက်ထည့်လိုက်မယ် VPN လေးချိန်ထားတဲ့အတွက်ကြောင့်မလို့ AAC တဲ့ account ဖွင့်မယ်တော့မလောပါနဲ့ AAC လေးမှန်ပဲ video မကြော်ဘဲနဲ့တေချာလေးကြည့်တော့ပါဒါဆိုရင် TikTok sign app ဆိုရိုက်ထည့်လိုက်မယ်ဆိုတော့မြင်တဲ့အတိုင်းပဲအပေါ်မှာဂျပန်စာလေးဖြစ်နေပြီဒါ VPN ခံထားတဲ့အတွက်ကြောင့်မလို့သူကဂျပန်စာပဲဖြစ်နေတာပေါ့နော်ဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ဒီမှာ not down လေးကိုကျွန်တော်တက်ချက်နေလိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာအရေးကြီးဆုံးဒီနေရာမှာဂျပန်မဖြစ်ဘူးဆိုရင်တော့ browser account မဖွင့်သေးပါနဲ့ပေါ့နော်အကယ်၍ဒီနေရာမှာကျွန်တော်တို့ဂျပန်မဖြစ်ပါနဲ့တခြားဟာဖြစ်နေရဆိုရင်တော့တခြား account ပဲဖြစ်သွားလိမ့်မယ်ဆိုတော့ဒီနေရာမှာဂျပန်ဖြစ်ဖို့အရေးကြီးရပါတော့ Okay ဒါဆိုရင်ဂျပန်ဖြစ်ပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ account ဖွင့်ဖို့အတွက် option တွေအများကြီးရှိတယ် use for email နဲ့လည်းကျွန်တော်ဖွင့်လို့ရတယ်လို့အောက်မှာလည်းကျွန်တော် Google နဲ့ဖွင့်ချင်လည်းရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကဒီ use for email နဲ့ကျွန်တော်ဖွင့်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီကောင်တွေကနည်းနည်း security မြင့်လာတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒီ maximum number of attempt ဆိုပြီးတော့ဒီ error လေးတွေတွေ့နေရပါတော့ဒါကြောင့်မလို့ကျွန်တော်ကဒီ use for email နဲ့မဖွင့်တော့ဘူး Google နဲ့ပဲဖွင့်မှာပေါ့နော်ဆိုတော့ Google ဆို continue with Google နဲ့ကိုကျွန်တော်ဖွင့်လိုက်မယ်တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဖွင့်လို့ရတယ်ဆိုရင်တော့ use for email နဲ့ပဲဖွင့်လိုက်မယ်ဒီနေရာမှာကျွန်တော်ကတော့ဒါအဆင်မပြေလို့ကျွန်တော်တို့ Google နဲ့ပဲဖွင့်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ကိုယ့်ရဲ့ Google Gmail account တောင်းနေပေါ့နော်ဆိုတော့ဒီနေရာမှာကိုယ့်ရဲ့ Gmail account ကို login ဝင်လိုက်မယ်ပေါ့နော်ဒီ Gmail ကလည်းကျွန်တော် TikTok account တစ်ခါမှမဖွင့်ထားတဲ့ Gmail ပဲဖြစ်ရမယ်ဒါဆိုရင်တော့အဲ့လိုမျိုးကျွန်တော်တို့Google နဲ့လည်းကျွန်တော်တို့ account ဝင်လိုက်မယ်ပေါ့နော် account ဖွင့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ birthday တောင်းတယ်ဒီ birthday ကတော့အသက် section နဲ့ပြည့်တဲ့မွေးသက်ကလေးကိုပဲကျွန်တော်ထည့်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်တော့အသက် section နဲ့ပြည့်တဲ့မွေးသက်ကလေးကိုကျွန်တော်ထည့်ပြီးဆိုရင်တော့ verify လုပ်ဖို့အတွက် same shape ကိုသူရွေးခိုင်းတယ်ပေါ့နော်ဒီနေရာမှာဆိုတော့ကျွန်တော်တို့တူတာလေးကိုကျွန်တော်ရွေးပြီးတော့ကျွန်တော် verify လုပ်လိုက်မယ်တော်တော်လေးကိုလွယ်တယ်ပေါ့နော်ဂျပန် account ဖွင့်ဖို့တော်တော်လေးကိုလွယ်တယ်ဒါဆိုရင်တော့ကျွန်တော်အဆင်ပြေပြီးဆိုရင် loading လေးနဲ့တွားပြီးတော့ဒီမှာ user name create လုပ်ခိုင်းတယ်ပေါ့နော်အခုလုပ်ချင်လဲရတယ်မလုပ်ချင်ဘူးဆိုရင်လည်း skip ကိုနှိပ်ပြီးတော့ကျွန်တော်လုပ်လို့ရမှာပေါ့နော် skip လုပ်လိုက်တယ်ဆိုတော့ဒီမှာမြင်တဲ့အတိုင်းပဲ okay ဒီမှာ finally ကျွန်တော်ဂျပန် account ကတော့ရပြီဒါပေမဲ့ကျွန်တော်တို့ဂျပန် account ကိုဖြစ်ရလားဆိုတော့ကျွန်တော်မသိသေးဘူးပေါ့နော်အဲ့ဒါလေးတွားစစ်ရအောင်မယ်ဒီ profile လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီအပေါ်ကပေါ့နော်အဆက်34ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါကကျွန်တော်ဂျပန် account စစ်မှာဖြစ်တဲ့အတွက် account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာ manage account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင် account region မှာဂျပန်ဖြစ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account ကဂျပန် account ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်တော့ဒါကတော့ browser နဲ့ပဲဖြစ်ရသေးတယ်ကျွန်တော်တို့ဒီ account ကိုကျွန်တော်တို့ TikTok application နဲ့ကျွန်တော်တို့ login ဝင်ရမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ခုနတုန်းကဒီ Google နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာဘာမှမြန်မာတွေဘာတွေဖြစ်နေလဲ view site ကြမလို့ကျွန်တော် account ဝင်မှာဖြစ်တဲ့အတွက်ခုနဘာနဲ့ဖွင့်ထားလဲအဲ့ဒါလေးနဲ့ပဲကျွန်တော်တို့ account ဝင်လိုက်မယ်ပေါ့နော်Okay ဒါဆိုရင်ကျွန်တော် account ကတော့ဝင်သွားပြီပေါ့နော်ခုနကတော့ကျွန်တော်တို့ browser နဲ့ကျွန်တော် account ဝင်ပြီးတော့စစ်ကြည့်တာပြဂျပန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီ TikTok application ထဲမှာကျွန်တော် account ဝင်ပြီးတော့ကျွန်တော်တို့ဂျပန်ဖြစ်ရလားဆိုတာလေးကိုကျွန်တော်တစ်ချက်ပြန်သွားစစ်မယ်စစ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်ဒီ profile လေးကိုပဲကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအမြင်ကြောင်းလေးကိုပဲကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်အောက်က setting and privacy ဆိုတာလေးရှိမယ်ပေါ့နော်ဒီမှာကျွန်တော်တစ်ချက်ပြမယ် setting and privacy လေးရှိမယ် account လေးနှိပ်လိုက်မယ်ပြီးရင် account ထဲပြန်ဝင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် account information ထဲဝင်တဲ့အချိန်မှာဒီမှာ account region မှာ browser မြင်တဲ့အတိုင်းပဲဂျပန်ပဲပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account ကတော့ဂျပန်ဖြစ်သွားပြီဆိုတော့ပတ်စံရှာလို့ရတဲ့ account ဖြစ်သွားပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ TikTok Studio ထဲကျွန်တော်တစ်ချက်ဝင်ကြည့်ကြည့်မှာပေါ့နော်ဒီ Creator Reward Program ပါလားဆိုတော့ကြည့်ရမယ်ဘာလဲဆိုတော့ဒီ Creator Reward Program ပါမှပဲကျွန်တော်ငွေရှာလို့ရတယ်ပေါ့နော် Okay brother ဒီမှာမြင်တဲ့အတိုင်းပဲဒီ Creator Reward Program ပါတယ်ပေါ့နော်ဒီမှာမြင်တဲ့အတိုင်းပဲဒါဆိုရင်တော့ဒီ account ကပတ်စံရှာလို့ရတဲ့ account ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော် Creator Reward Program ကိုကျွန်တော်နည်းနည်းလေးလာကြည့်ကြည့်မယ်ပေါ့နော်ဒီမှာဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီ Creator Reward Program ကိုကျွန်တော်တစ်ချက်နှိပ်တဲ့အချိန်မှာဒီမှာအသက်ဆက်ချင်းနေပြရမယ်ပြီးရင်ကျွန်တော်တို့ follower 1000ပြရမယ်
ပေါ့နော်follower တက်တောင်းပြီးအောက်ကကျတော့ကျွန်တော်ရက်30တွင်မှာ view တသိန်းပြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးအမှန်ချစ်သွားပြီဆိုရင်ကျွန်တော် monetization စပြီးရှောက်လို့ရမယ်ပေါ့နော်ပြီးရင် monetization စပြီးရှောက်ပြီးဆိုရင်ကျွန်တော်တို့ဒီ10မိနစ်အထက်ဗီဒီယိုတင်စပြီးပတ်စံရမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account ကတော့ပတ်စံရှာလို့ရတဲ့ account လေးဖြစ်သွားပြီဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ဟိုလိုမြန်မာလိုပြီးမြန်မာ region နဲ့ပတ်စံရှာမယ်ဆိုရင်တော့ကျွန်တော်တို့ creator reward program မှာပါအောင်ဆိုရင်ကျွန်တော်ပတ်စံရှာလို့မရဘူးပေါ့နော်ပြီးရင်နောက်ထပ်ကကျွန်တော်ဒီမှာ TikTok shop နဲ့ပတ်စံရှာလို့ရတယ်ပြီး gaming incentive program နဲ့ပတ်စံရှာလို့ရပါတော့ဆိုတော့ဒီ gaming incentive program နဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတေးစိတ်လောက်ထားရှိရပါတော့အဲ့ဒီဗီဒီယိုကျွန်တော်တို့စိတ်ဝင်စားတယ်ဒီ gaming incentive program စိတ်ဝင်စားတယ်ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ခုပြတဲ့ဒီဗီဒီယိုလေးကိုတွက်ကြည့်လိုက်ပါကျွန်တော်တို့အမှပြင်ဆင်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching